Movie ဘန်ကြီးကြီး channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ပရိသတ်တွေရင်တမမနဲ့ကြည့်ရှုရမယ် disaster movie ကောင်းလေးတစ်ခုကိုတင်ဆက်ပေးသွားမှာပါဒီဇာတ်ကားလေးဟာ2006ခုနှစ်ကထွက်ရှိခဲ့တဲ့ပိုဆိုင်ရွန်ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ဒီဇာတ်ကားဟာဆိုရင်နှစ်တကူညမှာအေယာမလှိုင်းလုံးကြီးတစ်ခုကြောင့်ပင်လယ်ပြင်အလယ်မှာဇောက်ထိုးမှောက်သွားခဲ့ရတဲ့ဇိမ်ခံသင်္ဘောကြီးတစ်စင်းအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်သင်္ဘောကြီးထဲမှာအသက်ရှင်ကျန်ရစ်သူလူတစုဟာရေတွေတဖြည်းဖြည်းဝင်လာနေတဲ့သင်္ဘောထဲကနေလွတ်မြောက်ဖို့ဘလို့စူးစမ်းကြရဲဆိုတာကိုအခုပဲကြည့်လိုက်ရအောင်နော်အစမှာတော့ပိုဆိုင်တွန်ဆိုတဲ့အေယာမဇိမ်ခံသင်္ဘောကြီးဟာအတ္တလန်တိတ်သမုဒ္ဒရာကိုဖျက်ဆီးပြီးမောင်းနေပါတယ်အချိန်ကတော့နှစ်သိကူညဖြစ်တဲ့အတွက်သင်္ဘောပေါ်မှာပါတီဝဲတွေကျင်းပပြီးအရန်ကိုစီကားပျော်ရွှင်နေကြတာပေါ့သင်္ဘောကြီးဟာအေယာမကြီးမားလွန်းပြီးအထက်20ပါဝင်ပါတယ်ခရီးသည်အထက်က73ထပ်ရှိပြီးဓာတ်လေကားတွေနဲ့ဆက်သွဲထားပါတယ်။တင်မောရဲ့ပင်မခမ်းမကြီးထဲမှာတင်မောကပတိန်ဟာပါတီပွဲအဖွင့်မှာစကားကိုပြောကြားပြီးတဲ့အချိန်မှာနာမည်ကြီးအဆိုတော်ကလည်းဖျော်ဖြေနေပါတယ်။အထူးကဇက်ကောင်တွေအနေနဲ့ကတော့ဖဲကစားသမားဒိုင်းလန်မြို့တော်ဝင်ဟောင်းရောဘတ်သူ့ရဲ့သမီးဂျန်နီဖာနဲ့သူ့ချစ်သူကောင်လေးခရစ်စတင်ပြီးတော့အချစ်ရဲ့ကံမကောင်းတဲ့ဘိတုကပညာရှင်နယ်ဆင်အယက်သမားကြီးလက်ကီလယ်ရီတို့ကိုအထူးကမြင်တွေ့ရပါတယ်။ရောဘတ်ဟာနယူးယောက်မြို့တော်ဝင်ဟောင်းဖြစ်ပြီးသူ့ရဲ့တဦးတည်းသောသမီးဂျန်နီဖာလေးကိုအယမ်းချစ်မြတ်လို့ပါတယ်။ရောဘတ်တို့ဟာခမ်းမကြီးအပေါ်ထဲမှာဖဲကစားနေကြပြီးဂျန်နီဖာကတော့သူ့ရဲ့ချစ်သူကောင်လေးနဲ့အတူကားပွဲခမ်းမကိုဆင်းသွားပါတယ်။ခမ်းမကြီးထဲမှာနှစ်တစ်ကူကောင်းတောင်းလုပ်ပြီးလို့လူတွေအားလုံးပျော်မြူးနေတဲ့အချိန်မှာပဲတင်မောကုန်းချုပ်ကြီးဟာပုံမှန်မဟုတ်တဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့တခြားမဟုတ်ပါဘူး roadway လို့ခေါ်တဲ့အေယာမလှိုင်းလုံးကြီးတစ်ခုပါပဲလှိုင်းလုံးကြီးဟာအရန်ကိုကြီးမားပြီးမြန်လွန်းတာကြောင့်တင်မောကို꿰ဖို့စူးစမ်းပေမဲ့အချိန်မမီတော့ပါဘူးဘောငနဲ့လှိုင်းလုံးကြီးပို့ချလိုက်တဲ့အချိန်မှာတော့တင်မောကြီးဟာတစ်ဖက်ကိုစောင်းသွားပြီးနောက်ဆုံးမှာဇောက်ထိုးအနေထားနဲ့မှောက်ရက်ဖြစ်သွားပါတော့တယ်အင်ဂျင်ငန်းနဲ့စဖိုခန်းထဲကလူတွေဟာမီးလောင်ပေါက်ကွဲပြီးတေကုန်ကြပါတယ်တချို့အခန်းတွေတချို့အထက်တွေကတော့ရင်းနစ်ပြီးတေကုန်ကြပါတယ်ခမ်းမကြီးဟာလေလုံးနဲ့ခမ်းမကြီးဖြစ်ပြီးခမ်းမတွေကလူတွေကတော့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။တင်မောကြီးဟာဇောက်ထိုးဖြစ်သွားတာကြောင့်မျက်နှာကျက်နေရာမှာလူတွေကရောက်ရှိနေပြီးကျမ်းမြင်ဟာမျက်နှာကျက်ဖြစ်သွားပါတယ်။အဲ့ဒီအချိန်မှာကော်နာဆိုတဲ့ကလေးလေးပြောင်းနေလို့သူ့အမေမက်ဂီကအသေးအတန်ရှာနေပါတယ်။ကော်နာနဲ့အော်ဟစ်နေရင်ရောဘတ်ကလည်းကူပြီးရှာပေးပါတယ်။နောက်တော့ရောဘတ်ကကော်နာကိုမြင်သွားပါတယ်။ကော်နာဟာကျမ်းမြင်ပေါ်မှာတွဲထားတဲ့ဘီလီယက်ခုံပေါ်မှာတင်ကြံခဲ့တာပါ။ရောဘတ်နဲ့အမျိုးသားတချို့ကလက်ကစားကိုဖြန့်ခင်းပြီးအောက်ကိုရအောင်ကူညီပေးလိုက်ပါတယ်။အားလုံးဟာထိတ်လန့်နေကြပြီးတင်မောကပတိန်ကတော့လူတွေကိုမလှုပ်ရှားပဲကယ်ဆယ်ရေးလာမဲ့အချိန်ထိဒီခမ်းမကြီးထဲမှာပဲစောင့်နေဖို့ပြောပါတယ်။ဒါပေမဲ့လူလေလူပါဖဲကစားသမားဒိုင်လန်ကတော့ဒီတိုင်းနေရင်ရေနစ်သေးလိမ့်မယ်လို့တွက်ဆပြီးထွက်ပေါက်ရှိမဲ့နေရာကိုသွားဖို့ဆုံးဖြတ်ထားပါတယ်။သူဟာအလောင်းတွေကိုပေါ်မှာရှိတဲ့လိုအပ်တဲ့ပစ္စည်းကိရိယာတွေဓာတ်တွေကိုလိုက်ပြီးရှာနေပါတယ်။အဲ့ဒါကိုကော်နာကမြင်သွားပြီးသူ့ကိုလည်းခေါ်သွားဖို့ပူစားပါတယ်။ရောဘတ်ကလည်းသူ့သမီးရှိတဲ့ကားပွဲခမ်းမစီကိုသွားပြီးသူ့သမီးကိုရှာဖို့ဆုံးဖြတ်ထားပါတယ်။အဲ့လိုမျိုးသူတို့ပြောနေတဲ့အချိန်မှာပဲဘိတုကပညာရှင်နယ်ဆင်ရောက်လာပြီးကပတိန်ရဲ့စကားကိုအလုံးစုံမယုံကြည်သင်ကြောင်းလေလုံခမ်းမဟာကြာရှည်ခံနိုင်မှာမဟုတ်ကြောင်းဝင်ပြောတာနဲ့သူတို့အားလုံးဟာပန်ကာရှိတဲ့အင်ဂျင်ငန်းဘက်ကိုတက်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ကားပွဲခမ်းမထဲမှာဖြစ်ပျက်နေတာကတော့ဂျန်နီဖာနဲ့ခရစ်စတင်ဟာလူကွဲသွားပါတယ်။ဂျန်နီဖာဒဏ်ရာအနည်းငယ်ပဲရပြီးခရစ်စတင်ကိုလိုက်ရှာပါတယ်။ခရစ်စတင်ကတော့သူ့ရဲ့ခြေထောက်ပေါ်ကိုတန်းကြီးတစ်ခုပြုတ်ကျနေတာကြောင့်သူကဘလို့မှထလို့မရပါဘူး။ဂျန်နီဖာဟာတန်းကိုမဖို့ကြိုးစားပေမဲ့သူတယောက်တည်းအားနဲ့ဘလို့မှမလို့မရပါဘူး။နောက်တော့အယ်လီနာနဲ့လက်ကီလယ်ရီတို့လာရောက်ပြီးကူညီတာကြောင့်ခရစ်စတင်လည်းပဲခြေထောက်လွတ်သွားပြီးထွက်နိုင်သွားပါတယ်။ဒိုင်လန်တို့အဖွဲ့ကိုလမ်းပြပြီးလိုက်ပို့ပေးတာကတော့စပိုကန်နဲ့မှအလုပ်လုပ်တဲ့ဗလင်တိုင်းဆိုတဲ့ကောင်လေးဖြစ်ပါတယ်။သူတို့ဖြတ်သွားရမယ့်လမ်းမှာ gas တွေမီးလောင်နေတာကြောင့်သူတို့ကအဲ့ဒီလမ်းကနေဖြတ်သွားလို့မဖြစ်နိုင်တဲ့အတွက်လုပ်ငန်းသုံးဓာတ်လေကအသေးလေးကနေအပေါ်ဓာတ်ကိုတက်ဖို့စူးစမ်းရပါတယ်။ခက်စူးစမ်းပြီးလို့အောင်မြင်ကာနီးအချိန်မှဗလင်တိုင်းဟာနယ်ဆင်ရဲ့ခြေထောက်ကိုဆွဲပြီးအောက်မှာတန်းလန်းကြီးဖြစ်နေပါတယ်။ဒိုင်လန်တို့ကအပေါ်ကဆွဲတင်ပေမဲ့နှစ်ယောက်ဝိတ်ကိုမတင်နိုင်ဖြစ်နေတဲ့အချိန်မှာပဲတင်မောကြီးကလှုပ်ရမ်းသွားတဲ့အတွက်အပေါ်ကလုပ်ငန်းသုံးဓာတ်လေကားဟာအောက်ကိုပြိုကျတော့မဲ့အခြေအနေဖြစ်နေပါတယ်။အဲဒီအချိန်မှာဒိုင်လန်ကနယ်ဆင်ကိုဗလင်တိုင်းကိုကန်ချဖို့အကြံပေးလိုက်ပါတယ်။နယ်ဆင်လည်းဘလို့မှမတတ်နိုင်တဲ့အဆုံးဗလင်တိုင်းကိုခါချလိုက်တဲ့အခါမှာတော့ဗလင်တိုင်းဟာအဲ့ဒီနေရာမှာတင်သေဆုံးသွားပါတော့တယ်။ဒီလိုနဲ့သူတို့ဟာကာပွဲခမ်းမကိုရောက်သွားပြီးရောဘတ်နဲ့ဂျနီဖာတို့သားဖာလည်းပဲပြန်လဲတွေ့ဆုံသွားပါတော့တယ်။သူတို့အဖွဲ့ကာပွဲခမ်းမကနေထွက်တဲ့အခါမှာတော့ရှေ့မှာလမ်းရယ်လို့မရှိတော့ပဲဓာတ်လေကားတွေမျက်နှာချင်းဆိုင်ရှိနေတဲ့အလဲကောင်နေရာကိုရောက်သွားပါတယ်။
ဓာတ်လေကားတစ်ခုကကန့်လန့်ဖြတ်ကြိုးကျနေတာကြောင့်အဲ့ဒီပေါ်ကိုခရစ်စတင်းကအရင်ဖြတ်တန်းပြီးသွားကြည့်ပါတယ်။သူကဖြတ်တန်းလို့စိတ်ချရတဲ့အခါမှာတော့နယ်ဆင်တို့မက်ဂီတို့သားမီတို့လည်းဟိုဘက်ကိုရောက်သွားပါတယ်။အဲ့မှာကြံနေတာကလက်ကီလယ်ရီဒိုင်လန်နဲ့ရောဘတ်တို့သားဖာကြံနေခဲ့ပါတယ်။လယ်ရီဟာအရက်ကိုမောချလိုက်ပြီးလေကြီးမိုးကြီးနဲ့လက်ကီလယ်ရီဆိုတဲ့နာမည်ဟာအလကားရခဲ့တာမဟုတ်ဘူးကွာဆိုပြီးသူရင်ကူးပြတ်ဖို့လုပ်ပါတယ်။သူကူးပြတ်လို့အလယ်နာရောက်တဲ့အခါမှာတော့အပေါ်ဘက်ကျမ်းမြင်ကနေအင်ဂျင်ကြီးတစ်ခုဟာကျွံကျလာပြီးလက်ကီလယ်ရီလည်းပဲအောက်ကိုပြိုကျပြီးတော့သေဆုံးသွားပါတော့တယ်။ပြိုကျလာတဲ့အင်ဂျင်ကြီးကနေစီတွေထွက်ကျနေပြီးအဲ့ဒီစီတွေဟာလည်းမိတွေထားတောက်ပြီးဒိုင်လန်တို့ဖြတ်ကူးရမယ်ပေါက်ရဲ့အောက်ရည်ထဲမှာမိတွေထားတောက်နေပါတော့တယ်။ဒိုင်လန်နဲ့ရောဘတ်တို့သားဖာလည်းဖြတ်ကူးရဖို့အခက်အခဲဖြစ်သွားပါတယ်။ရောဘတ်တို့သားဖာအလွမ်းတယ်နေတော့မှပဲဒိုင်လန်ဟာမိတောက်တွေဟာရေရဲ့အပေါ်မှာပဲလောင်နေတာဆိုတာကိုသိတာကြောင့်မိသက်ပိုက်တစ်ခုကိုဆွဲယူပြီးရေထဲကိုခုန်ချသွားပါတယ်။ရေထဲကနေဖြတ်ကူးပြီးတခြားဘက်ကိုရောက်သွားတဲ့အခါမှာတော့မိသက်ပိုက်ကိုတနေရာမှာကျိုးချီပြီးရောဘတ်တို့သားဖာဖြတ်ကူးဖို့ကူညီပေးလိုက်ပါတယ်။သူတို့အားလုံးတစ်ဖက်ကိုရောက်ပြီးမကြခင်မှာပဲတင်မောကြီးရဲ့တနေရာဟာပောက်ကွဲသွားပြီးခမ်းမကြီးရဲ့လေလုံငန်းဟာမှန်နေကွဲအပ်ပြီးတဖြည်းဖြည်းရေတွေစိမ့်ဝင်လာပြီးခမ်းမထဲမှာကြန့်ရှိတဲ့သူအားလုံးသေဆုံးသွားပါတော့တယ်။သူတို့ဟာအတန်ပလန်နေကြောက်လန့်တကြားအော်ဟစ်ငိုယိုတန်တွေကိုကြားလိုက်ပေမဲ့သူတို့လည်းဘလို့မှမတတ်နိုင်တော့ပါဘူး။စိတ်မကောင်းစွာနဲ့ပဲအဲ့ဒီနေရာကနေထွက်သွားရပါတော့တယ်။ဒီလိုနဲ့သူတို့ဟာတခြားလူနေတဲ့အထက်တနေရာကိုရောက်သွားပါတယ်။အဲ့ဒီအထက်မှာလည်းရေတွေဟာဝင်လာပြီးဖြစ်တဲ့အတွက်ထွက်ပေါက်ကိုအသေးအတန်ရှားကြပါတယ်။အဲ့ဒီခါမှာတခြားထွက်ပေါက်မတွေ့ဘဲနဲ့လေဝင်ပေါက်ချင်းချင်းလေးရနေသူတို့မရရအောင်အပေါ်ဓာတ်ကိုတက်ရပါတော့တယ်။လေဝင်ပေါက်ရဲ့အစုံမူလီရစ်ဟာတအားကျက်နေတာကြောင့်ရောဘတ်ဟာဖွင့်လို့မရပဲသူတို့အားလုံးတန်းလန်းကြီးဖြစ်နေကြပါတယ်။အချိန်မှရေတွေကလည်းဝင်လာနေပါပြီ။နောက်ဆုံးမှရှိတဲ့ဒိုင်လန်ခမရေထဲကိုခဏမြုပ်သွားပါတယ်။အဲဒီအချိန်မှာကော်နာကိုအပေါ်ကိုခေါ်လိုက်ပြီးကော်နာရဲ့လက်သေးသေးလေးနဲ့ဖွင့်လိုက်တဲ့အခါကျမှသူတို့အားလုံးအပေါ်ကိုရောက်ပြီးလွတ်သွားပါတော့တယ်။နောက်တနေရာရောက်မှာတော့ပိုပြီးခက်ခဲပါတယ်သူတို့ဟာခက်လန်းလန်းအကွာအဝေးကိုရေငုပ်ပြီးဖြတ်တန်းသွားရမှာပါရှေ့ဆုံးကနေဒိုင်လန်ကလမ်းပြဦးဆောင်ပြီးရောဘတ်တို့မက်ဂီတို့အားလုံးနောက်ကနေလိုက်ပါလာကြပါတယ်နယ်ဆင်နဲ့အလီနာဟာနောက်ဆုံးမှကြံနေခဲ့ပါတယ်နယ်ဆင်နောက်ကအလီနာလိုက်ပြီးအလီနာဟာတနေရာရောက်မှာတော့ရေထဲမှာတိုးလို့တွယ်လောင်ဖြစ်နေတဲ့ကျိုးတစ်ခုနဲ့သူ့ရဲ့ခေါင်းဝင်စားနဲ့ဟာညှိသွားပါတော့တယ်အဲ့လိုညှိသွားလို့သူဟာကြောက်လန့်တကြားနဲ့အတင်းရုန်းကန်တဲ့အချိန်မှာပဲခေါင်းဟာကျမ်းမြင့်တစ်ခုနဲ့စောက်မိပြီးသူဟာသွေးထွက်ပြီးတတိလစ်သွားပါတယ်စင်အောင်နောက်ကိုလှည့်ကြည့်တဲ့အခါမှာအလီနာပါမလာတာကြောင့်နောက်ကျောင်းကိုပြန်လှည့်ပြီးဆွဲခေါ်လာပါတယ်ဒိုင်လန်တို့ရောဘတ်တို့ကလည်းစိတ်ပူပြီးရေထဲကိုပြန်ကူးချသွားပါတယ်နယ်ဆင်ဆွဲခေါ်လာလို့အလီနာပါလာပြီးအလီနာကို CPR နီးရည်နဲ့အရေးပေါ်အသက်ရှူနိုင်အောင်ကူညီကြပေမဲ့ဘလို့မှမတတ်နိုင်တော့ပဲအလီနာဟာသေဆုံးသွားပါတော့တယ်သူတို့လည်းစိတ်မကောင်းစွာနဲ့ပဲအလီနာကိုအဲ့ဒီညမှာပဲထားရစ်ခဲ့ရတော့တယ်နောက်ဆုံးမှာတော့သူတို့ဟာတင်မောရဲ့အောက်ခြေပန်ကာခန်းကိုရောက်ရှိလာပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုကပန်ကာဟာအချိန်ပြင်းပြင်းလက်ပတ်နေတာကြောင့်ဒီပန်ကာကိုရပ်တန့်နိုင်မှသူတို့အပြင်ထွက်လို့ရမှာပါ။ပန်ကာကိုရပ်တန့်မှု control room ဟာရေမြုပ်နေတဲ့အတွက်ပန်ကာကိုပိတ်ဖို့တယောက်ကတော့ရေငုပ်ပြီးသွားပိတ်မှရပါမယ်။အဲ့ဒီနေရာ control room ဟာပေ150လောက်ဝေးတဲ့အတွက်ကြောင့်လူတစ်ယောက်အနေနဲ့အသွားပြန်လာဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲ။ပြန်လမ်းမရှိတဲ့ဒီခရီးကိုသမီးဖြစ်သူအတွက်ရောဘတ်ကပဲအသက်ဆုံးပြီးသွားပိတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရောဘတ်ဟာ control room ကိုရောက်တဲ့အခါမှာတော့ပန်ကာကိုပိတ်တဲ့ခလုတ်ဟာပျက်စီးနေပြီးပန်ကာဟာပိတ်လို့မရတော့ပါဘူး။အဲဒီအချိန်မှာရောဘတ်ဟာအောက်ဆီဂျင်ပြတ်ပြီးတေးလူနီးပါဖြစ်နေပါပြီ။သူဟာပန်ကာကိုပိတ်ဖို့မဖြစ်နိုင်တော့တဲ့အတွက်ပန်ကာကိုပြောင်းပြန်လဲစေတဲ့ခလုတ်ကိုပဲအသက်မသေးခင်လေးမှာနှိပ်သွားလိုက်ပါတယ်။ရောဘတ်ဟာနောက်ဆုံးထွက်သက်အထိစူးစမ်းပြီးခလုတ်ကိုနှိပ်ကသူ့သမီးနဲ့အဖွဲသားတွေကိုကယ်တင်သွားခဲ့ပါတယ်။အဲဒီနောက်မှာဒိုင်လန်ရောက်လာပြီးပန်ကာကိုပောက်ကွဲအောင်ဖျက်ဆီးနိုင်လိုက်တဲ့အခါမှာတော့သူတို့အားလုံးဟာပန်ကာပေါက်ကနေအပြင်ဘက်ပင်လယ်ပြင်ထဲကိုခုန်ချလိုက်ကြပါတယ်။အသက်ကယ်လေးကိုတွေးလို့သူတို့အားလုံးတက်လိုက်တဲ့အချိန်မှာပဲတင်မောကြီးဟာလုံးဝရေအောက်ကိုနှိမ့်မြုပ်သွားပါတော့တယ်။တင်မောကြီးကထွက်လာတဲ့လိုင်းတွေဟာအသက်ကယ်လေးကိုရိုက်ခတ်လာတာကြောင့်သူတို့လည်းကမန်းကရမ်းနဲ့လွတ်အောင်လို့လှော်ခတ်လိုက်ရပါတယ်။အဲဒီနောက်ဒိုင်လန်ဟာအသက်ကယ်လေးပေါ်မှာတွေ့တဲ့အချက်ပြမီးကြီးကိုပစ်ဖောက်လိုက်ပါတယ်။မကြခင်မှာပဲသူတို့ကိုကယ်ဆယ်ရေးရဟတ်ယာဉ်တွေကစာပွေတွေးရှိသွားပြီးသူတို့ကိုကယ်ဆယ်သွားပါတော့တယ်။ဇလန်းလေးကပြီးဆုံးသွားပါပြီဒီပိုဆိုင်တွန်ဆိုတဲ့ဇလန်းလေးဟာရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပြီးမိဘရဲ့မေတ္တာတန်ငယ်ချင်းမိတ်ဆွေတန်ရောစင်တွေကိုပေါ်လွင်အောင်တင်ဆက်ပြသထားတာဖြစ်ပါတယ်နောက်ကိုလည်းဒီလိုကြည့်လို့ကောင်းတဲ့ဇလန်းလေးတွေကိုတင်ဆက်သွားအောင်မှမို့ Movie by Chichi Channel လေးကို like and subscribe လေးလုပ်ခဲ့ကြပါ